အားလုံးမင်္ဂလာပါကျွန်တော်လည်းဒီလိုဗီဒီယိုတွေမလုပ်ဖြစ်တာတော်တော်လေးကိုကြာနေပါပြီအခုကနေစပြီးဗီဒီယိုလေးတွေပြန်ရိုက်မယ်လို့စဉ်းစားထားပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဝယ်ထားတဲ့ပစ္စည်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်ဒါလေးပါအားလုံးပဲမွန်ဘဲဆိုတဲ့စိတ်ကိုကြားဘူးလားမသိဘူးပေါ့နော်ဂျပန်လို့ဆိုရင်တော့မွန်ဘဲရူပေါ့နော်ဒီတစိတ်လေးပါမွန်ဘဲရူဆိုတာကဂျပန်က outdoor brand မှာတောင်တက်ပစ္စည်းတွေကမ်ပင်းပစ္စည်းတွေတခြားအားကစားပစ္စည်းတွေအကုန်လုံးကိုရနိုင်ပါတယ်။ outdoor brand ဆိုလို့ရှိရင်အားလုံးသိကြတာကတော့ The North Face ပေါ့နော်။ The North Face ကတော့ quality လည်းကောင်းတယ်ဈေးလည်းကြီးပါတယ်။ Montbello ကကြတော့ The North Face တို့လိုပဲ quality ကောင်းတယ်ဒါပေမဲ့ဈေးကတော့သက်သာပါတယ်။ဒါကြောင့်မလို့ဂျပန်ကတောင်တက်သမားတွေကမ်ပင်းသမားတွေ outdoor သမားတွေဆိုလို့ရှိရင် Montbello ကိုတော်တော်များသုံးကြပါတယ်။အရင်လကမွန်ဘဲလူကနေပြီးတော့မှပဲ Frank Fair ဆိုတဲ့ဈေးချတာလေးရှိခဲ့ပါတယ်။အဲ့ဒါကကြတော့ member တွေကို outlet ဈေးနဲ့အရင်ဆုံးရောင်းပေးတာပါ။ member တွေကိုရောင်းပြီးမှပဲတခြားလူတွေကိုပြန်ရောင်းပေးတာပေါ့နော်။ Frank Fair မှာဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့မောက်ပဲ member ဖြစ်ဖို့လိုပါတယ်။ member ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် member ကြေးကတော့မလိုပါဘူး။ဒါပေမဲ့နှစ်စဉ်ကြေးကတော့ပေးရပါတယ်။နှစ်စဉ်ကြေးကကြတော့ရန်1500ပါ။ member လုပ်မယ်ဆိုလို့ရှိရင်တော့ရန်900 point ရပါတယ်။ဒါကြောင့်မို့လို့ရန်1000လောက်ကတော့ကျပါတယ်အဲ့ဒီမှာဈေးဝင်မယ်ဆိုလို့ရှိရင် point တွေပြင်ရတဲ့အတွက်ကြောင့်မို့လို့ member ကြေးကတော့ပေးစရာမလိုတဲ့ပုံစံလိုဖြစ်နေပါတယ်ဒီတစ်ခါကျွန်တော်ဝယ်ထားတာလေးကိုမိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ sleeping bag ပါဒီဟာလေးပါကျွန်တော်က sleeping bag ရချင်နေတာကြာပါပြီအရင်တော့ကတော့Amazon ကနေပြီးတော့မှဈေးပေါ်တယ်ရန်4000 5000လောက်ပဲဝယ်ပြီးသုံးခဲ့တာပါအဲ့ဒါကကျတော့အဆင်မပြေပါဘူးကြီးလဲကြီးတယ်လေးလဲလေးပါတယ်အဲ့ဒါနဲ့ဘာဝယ်ရမလဲဆိုပြီးတော့မှပဲစဉ်းစားလိုက်တဲ့အခါမှာတော့ဒီမောင်ပဲရေတခြားတစ်စိတ်လည်းဝင်ကြည့်ပါသေးတယ်အဲ့ဒီမှာကိုလိုချင်တဲ့ဟာတွေကလည်းဈေးအရန်များတယ်ဈေးနေတဲ့ဟာတွေကျတော့လည်း quality တိတ်မကောင်းဘူးဆိုပြီးတော့မှပဲတော်တော်ကြီးကိုစဉ်းစားရခက်ခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းရှာရင်နဲ့ပဲဘာဝယ်ရမလဲမသိဘူးဖြစ်နေတဲ့အချိန်မှာပါเนาะအဲ့ဒီအချိန် YouTube မှာဗီဒီယိုတစ်ခုတွေ့လိုက်တယ်ဈေးချနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ချက်ချင်းပဲ member လုပ်ပြီးတော့မှပဲဝယ်လိုက်ပါတယ်သူ့ရဲ့မူရင်းဈေးကတော့3600နဲ့300ပါဒီရဲ့ပစ္စည်းနာမည်ကတော့ Simlet Down Haga 800နံပါတ်3ပါဒီပင်ဘက်ကကျတော့နံပါတ်တွေနဲ့ခွဲထားပါတယ်နံပါတ်တေးလို့ရှိရင်ပို့ပြီးတော့မှနွေးတယ်ကြီးလဲကြီးတယ်လေးလဲလေးတယ်ဈေးလဲများတယ်ပေါ့နော်နံပါတ်သေးတာနဲ့အများပေါ်လဲပေါ်သွားတယ်ဈေးလဲနဲတယ်ဒါပေမဲ့တိတ်ပြီးတော့မနှွေးတော့ဘူးပေါ့နော်ဒါပေမဲ့ဒီရဲ့နံပါတ်3ကကျတော့အလက်လောက်ရှိပါတယ်လူအကြိုက်များတဲ့ model ပါ sleeping bag ကိုရွေးတဲ့အခါမှာတော့ဘလောက်အပူချိန်ထိခံနိုင်လဲဆိုတဲ့ဟာကိုကြည့်ပြီးတော့မှရွေးရပါတယ် limit ပေါ့နော်အနှိမ့်ဆုံး limit က -1 ထိရတယ်ဒါပေမဲ့တက်တာနဲ့နေလို့ရတဲ့ဟာကျတော့4 degree ထိရပါတယ်ဒါကကျတော့ຫນွေဥရာဒီຫນွေရာဒီဆောင်းဥရာဒီဆိုပြီးတော့မှပဲ3ရာဒီလုံးသုံးလို့အဆင်ပြေတဲ့ model ပါနောက်ပြီးတော့မှပဲအလေးချိန်ပေါ့နော်အလေးချိန်ကဒါဆိုလို့ရှိရင်600 gram လောက်ပဲရှိပါတယ်ကျွန်တော်ချိန်ကြည့်တော့990 gram ပါကျွန်တော်အရင်ကသုံးခဲ့တဲ့ဟာတွေကကျတော့1ကီလိုကျော်သွားတာရယ်နောက်ပြီးတော့မှဒီထက်ကိုပဲ2ဆ3ဆလောက်ပိုကြီးပါတယ်ဒါဆိုလို့ရှိရင်တော်တော်လေးကိုသေးပါတယ်ဒီဟာကိုဘယ်လောက်နဲ့ရခဲ့လဲဆိုတဲ့ဟာကျတော့မူရင်းဈေးကတော့3600နဲ့300ကိုအောက်လက်ဈေးနဲ့ရတာကတော့2300နဲ့600ပါ12900လောက်ကိုတက်တာတော့ပါတယ်အယောင်ကတော့2ယောင်ပဲရှိတယ်ဒီရဲ့စိမ့်ပြရောင်နဲ့အနီရောင်ပါကျွန်တော်ကတော့စိမ့်ပြရောင်ကိုပဲယူလိုက်ပါတယ်အားလုံးကတော့ sleeping bag ဆိုလို့ရှိရင်ဘယ်တစ်စိတ်ကိုသုံးကြလဲကောင်းတဲ့တစ်စိတ်လေးရှိလို့ရှိရင်เนาะ comment မှာလည်းပြောပြထားပေးပါအောင်เนาะနောက်တစ်ခုကကြတော့ခွက်ပါဒါကတော့တိုက်တီနီယမ်ခွက်ပေါ့เนาะဂျပန်လို့ဆိုလို့ရှိရင်เนาะချီတန်ခပ်ပူသူ့ရဲ့မူရင်းဈေးကကြတော့2860ပါအဲ့ဒါကိုအောက်လက်ဈေးမှာတော့2250နဲ့ရပါတယ်တကယ်လို့ဒီထက်သေးတာလိုချင်တယ်ဆိုလို့ရှိရင်เนาะအတစ်ထွက်တာဝယ်တာပိုကောင်းပါတယ်အဲ့ဒါကရန်2000လောက်ပဲပေးရပါတယ်နောက်တစ်ခုကကြတော့ Spasso เนาะဒါလေးပါဒါကကျတော့ပုံမှန်ဈေးဆိုလို့ရှိရင်6000နဲ့600ပါအောက်လက်ဈေးကတော့4300နဲ့ရခဲ့ပါတယ်အယောင်ကတော့ကျွန်တော်ကတော့ခဲရောင်ယူခဲ့ပါတယ်တခြားအပြာတို့အနီတို့လည်းရှိပါတယ်ကျွန်တော်တော့အပေလဲခံအောင်လို့အတွက်ခဲရောင်ပဲယူလိုက်ပါတယ်
ဒါပဲမှာသုံးလဲဆိုလို့ရှိရင်နင်းတောင်တွေတက်တဲ့အခါမှာခြေထောက်မှာပတ်လို့ရတယ်။နွေရာဒီမှာတောင်တက်လို့ရှိရင်လည်းသုံးလို့ရပါတယ်။အထူးသဖြင့်တော့ဖူဂျီတောင်တက်မယ်ဆိုလို့ရှိရင်ဖက်နှက်ထဲကိုခဲတွေဝင်တဲ့အတွက်ကြောင့်မလို့ဒါလေးသုံးလို့ရှိရင်တော်တော်ကြီးကိုအဆင်ပြေပါပါ။ဒါကကြတော့ရေဆိုခံနင်းဆိုခံတဲ့အတွက်ကြောင့်မို့လို့ခြေထောက်ကိုလည်းကောက်ွယ်ပေးပါတယ်။ဒီမှာဈေးချတော့ဝယ်လိုက်တာပါ။နောက်တစ်ခုကကြတော့တူပါဒါကလည်းမူရင်းဈေးဆိုလို့ရှိရင်2900ရှိပါတယ်ဈေးချရတဲ့အခါမှာတော့1500နဲ့ရခဲ့ပါတယ်ဒီရဲ့မောက်ပဲပါတယ်တစ်စိတ်လေးပါသူကကြတော့ဒီလိုလေးကိုလှည့်ပြီးတော့မှပဲဒီလိုလေးပြန်ရေးရပါတယ်ဒါကိုဘာလို့ဒုက3000လောက်ဝယ်ကြလဲတော့မသိဘူးเนาะကျွန်တော်ကတော့ဈေးချတဲ့အတွက်ကြောင့်မို့လို့ဝယ်လိုက်တာပါဒါကကျတော့တောင်တက်တဲ့ချိန်မှာခောက်ဆွဲရပါတယ်စားလို့ရှိရင်ဒါလေးရှိရင်အဆင်ပြေပါတယ်တစ်ခါသုံးတူလဲသုံးလို့ရပါမယ်လေအဲ့ဒါကြီးပြန်ပြီးပြည့်ရတဲ့အတွက်ကြောင့်မလို့အမိုက်ဖြစ်သွားတာပေါ့နော်ဒါကြောင့်မလို့အမြဲတမ်းသုံးလို့ရအောင်ဒီဟာလေးကိုယူလိုက်တာပါနောက်ပြီးတော့မှပဲကျွန်တော်အလုပ်သွားတဲ့အခါမှာထမင်းဘူးယူသွားပါတယ်အဲ့ဒီခါမှာလည်းတူတွေပါတယ်မိသက်ပါတယ်ဒါကြောင့်မလို့ဒါလေးကိုအမြဲဆောင်ထားရင်ကောင်းမယ်ဆိုပြီးတော့မှပဲဝယ်လိုက်တာပါသူ့မှာဒီလိုအိတ်လေးလည်းပါလာပါတယ်ဒါဆိုလို့ရှိရင်ဒီအိတ်ထဲကိုထည့်ပြီးတော့မှပဲယူရလို့ရှိရင်တူလေးရပါပြီနောက်တစ်ခုကကြတော့ဇွန်နဲ့ခရင်မှာသူ့ရဲ့မူရင်းဈေးကတော့ရန်900ပေးရတယ်အောက်လက်ဈေးကတော့960ပါသူ့မှာပါတာကတော့ဒါပါပဲဒီတိုင်းသုံးလို့မရပါဘူးခဏကသူနဲ့တွေ့သုံးရတာပါခဏတော့ကပါတဲ့သူမှာဒီလိုလေးကိုရေးပြီးတော့မှပဲလုပ်လို့ရှိရင်ဇွန်ရပါပြီထမင်းတွေပါစားလို့ရပါတယ်ခရင်ကိုလည်းဒါလေးနဲ့ပြင်ပြီးတော့ရေးလိုက်လို့ရှိရင်ခရင်ရပါပြီဒါလေးပါဇွန်နဲ့ခရင်လေးပါဒါလေးကျတော့လည်းအရင်ကြီးလိုအပ်တာမျိုးတော့မဟုတ်ပေမဲ့လည်းဈေးလဲချနေတာနဲ့လိုချင်တာနဲ့ဝယ်လိုက်တာပါဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်အဓိကဝယ်ချင်တာကတော့ sleeping bag ပါအဲ့ဒါလေးဈေးသက်သာနဲ့ရတဲ့အတွက်ကြောင့်မလို့ချိန်နေမိပါတယ်ကျန်တဲ့ဟာတွေကအဲ့လောက်ကြီးမလိုပါဘူးရန်တရားဆိုင်ကဝယ်သုံးလဲရပါတယ်ဒါပေမဲ့ quality တွေကတော့အရန်ကွာတော့ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကတော့ဒီမှာပဲပြလိုက်ပါတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် bye bye